lúc mà rồi có bị pin ăn cái Jangan sudah lepas, punah apa itu. Kalau ini saya kesana, nang apa pula ni? Look it. Tima.ဒီပုံစံနဲ့ဆိုတော့နောက်တဲ့ဆက်ဆယ်ခုတော့ခွဲလို့ရရတယ်လေဟာအောင်သူလက်ခွဲတွေလာပြန်မလို့ရပါကွာအဲ့ဒါယောက်ျားလေးလည်းပါတယ်မင်းသားတွေလည်းအများကြီးတော်ရဲ့ကိုလည်းမင်းသားလေးတစ်လက်တွေ့တယ်ဟုတ်လားတော့သူကြည့်လို့ဒီမှန်တယ်ဘုံလို့ကြည့်တာဟုတ်တယ်ဘုံလို့ရှိရလည်းပါတယ်အခုနောက်တဲ့ဒီပြည်တော်ကမင်းသားတော်ရင်ဇက်ဆက်ကလည်းညမှာပဲတူသွားတယ်အခုနောက်တဲ့ဇမထုံနဲ့ညမထုံဘာလို့လဲလာချိမဲ့ဒီရှိတော့ဒီလိုနေမိထားလိုက်ကိုကမင်းသားတောင်လို့မင်းသားရွှေ့ကိုဒီလိုဇက်ထောင်ပါမင်းသားဘာထောင်မင်းသားအစ်ဘလို့မင်းသားအစ်နဲ့ဇက်ထောင်ပဲဆိုတော့ညီလေးတော့မရွှေ့နဲ့ညီလေးကကိုနာမှာပဲနေဒီထဲမှာလေမင်းသမီးလုပ်ချင်တဲ့သူတွေရောမင်းသားလုပ်ချင်တဲ့သူတွေရောလူချင်တာလုပ်ချင်တဲ့လူရောရှိလားရှိရင်ကျွန်တော်မအောင်ကိုစမ်းမှုပါလားကျွန်တော်ကဘောကနေလာခဲ့ဒါနဲ့ချောင်းတော့ဆွေးရဆိုဒီမာပြီးဆိုလိုက်ပါမလို့ရဲ့ကိုစမ်းမှုချောလို့လို့ဆိုဒီမာအဲ့တော့မှာဒီရလေဒီကကလေးဘာလို့ပါယူကိုလို့မယူကိုစမလေးချာလာအဲ့ဒါဆောက်လို့အဲ့ဒါလည်းကောင်းလို့ဘာတူတူဒီလိုရတယ်မလို့တည်းလို့ပြန်လက်ထွက်တာဘလို့အဲ့ဒါကချင်းနေလဲသူတို့ကမှလာအသေးပါဘူးဘူးလေချောင်းလို့ဒီကောင်မလေးငါလည်းနေဘူးဟာဟုတ်တယ်နေဒီသူကနေကိုပြန်လာပြီးကြားရတာမယုံဝီချမယုံပါဘူးကွာအာကဲဒါချင်းပြောင်းပါပြီ။ညားလို့ပဲတက်ခါကြတော့ကျွန်တော်ဖွဲ့ရတဲ့လူတွေညားကြီးကျွန်တော်တို့သိကြည့်လိုက်။လက်ကိုလည်းတော့ကိုကညားကြီးခဏနေရော။လက်ကိုထဲမှာဟိုမင်းသမီးကိုညားကြီးပေးချင်တာမဟုတ်ဘူး။အဲ့တော့အဲ့လိုကြတော့ကိုကညားကြီးမရှိတော့ဘူး။အမေဒီမှာတော့မင်းသားပင်မှာဆိုလို့တဲ့သူကြည့်တော့လည်းဒါသူကြည့်တော့ကောင်းဝင်တော့ပြည့်တယ်။ကောင်းလေသူကချစ်တာ။ဟိုစဉ်းစားနေတာတော်တော်ချစ်တဲ့ကောင်ဟိုဒီရတော့ငါငယ်တော့ထိပြန်ကိုစမ်းဝေးဒီမှာဘုံဆက်တယ်ဟဲ့လားသူကမိုးရအစားနဲ့လည်းနဲ့ကြည့်လို့ကောင်းတယ်ကိုကြီးတက်နေတယ်ကိုကဟဲ့လားတကယ်ကြည့်လို့ကောင်းတယ်နော်တော်ဒါမျိုးဘုံကဒီကောင်ဘာပြောမင်းသားပြောတာဟိုစိတ်ဆိုးနေအဲ့တော့ကြောက်ကြလို့စိတ်ဆိုးကမင်းတို့ကဘာနေတယ်တားမိပါမိုင်းလာအဲ့ဘုဆုံးကိုရောက်ပြီးတော့ပြောလို့ဆိုလို့မကောင်းတော့လူတွေကပြောတယ်ကျန်နေတာပဲတောက်တူးဆိုဆိုင်နေစီကိုကျန်နေတာမျိုးဆိုမင်းပြန်တို့ငါစကျွန်တော်တို့လည်းကျန်နေတာဘာဖြစ်တဲ့ကိမိုင်းရောကျွန်တော်ကြီးဆောင်ပြီးသူလည်းမသက်ဆိုင်လို့ပဲစပြီးတယ်ကျွန်တော်တို့အေးလို့ကိုဖြစ်တော့ထောင်းနေတယ်မို့ကျွန်တော်ကြီးဆောင်ပြီးတော့အဲ့ဒါတရားဦးနေဟိုကိုဖြစ်တော့
မင်းတို့ခင်လေအဲ့ဒီအခုခဏနေရောဒီနေ့တစ်ခုတော့တောင်းမှနေလို့အဲ့ဒါခဏနေရောလောက်တာနေတယ်တစ်ခုတော့တောင်းမှနေလို့မနေ့အခုနေမကောင်းပါလေလို့ဆိုရင်ကျွန်တော်လည်းတားလို့နေငယ်နေပြီကိုမတာမမဲလေပြီးတော့ပြီ မင်းသမီးလို့မယ် ကိုရှိရအောင်ဒီတေးလေးကိုတော့ပြီးရ မင်းအဲ့ဒီကနေမကောင်းဘူးနေမကောင်းဘူး အဲ့လိုမှငါတခါလေနေမကောင်းနဲ့နေမကောင်းပါလေ ဒီလိုအဲ့လိုပြောပိတ်သက်တယ်ငါတို့အပြင်ပေးဦးမယ်ဒါလူရှင်တော်နဲ့မင်းသမီးဆိုတာအလုံးရမို့လို့ကျွန်တော်တို့ကပြောတာပြီးရပြီးရောအမတို့မေးကြည့်ရမောင်အမပေါ်မှာဗန်စိတ်ကြည့်ရမေးကြည့် မမေးတော့အောင်ချိန်နေကွာ အဲ့လေပြတ်လို့ပြတ်တယ်ဆက်တယ်လို့လာလာလောနေရတဲ့ရပိတ်ကိုတိုင်းပဲ ဟုတ်တယ်ဒီနေ့ကဒီ ဒီကဟုတ်လား မဟုတ်ပါဘူးသူတို့တင်လာတာ ကျန်တဲ့မျိုးကြီးရတယ်ဒီလိုပဲမင်းသားလည်းပြောသူများပြောပြတယ်မှာထိတ်ကနေတော့ပိတ်လိုက်ဟောထိတ်ကပိတ်မှလည်းကိုတော်မင်းကဒီချုပ်တာရတယ်အခုမင်းသမီးရဲ့အဲ့လိုပြလုံးမပြတ်ချင်ဘူးဆိုရင်ဒီမင်းသမီးကပြတ်လိုက်မယ်မလုပ်ပါဘူးဟုတ်သူမြင်တယ်ခုပြုံးနေတာသဘောကျနေတာဒီအိတ်တော်ကိုပြုံးတက်လာတာကိုမယုံရင်ချမယုံကိုကဲမယုံနဲ့လာပြီနော် ဟေး စမ်းဒီကိုကလည်းမရှိတာ ဘာလဲ ကောင်းရှိဒီစကားလေတက်ပါဆုံးတက်ပါတပြတ်တက်ပါဆုံး ကဲအဲ့ဒါဆိုမင်းသမီးတွေကိုကိုစီးတာဘာလို့ရပါတယ်ကိုပြပြရိုက်ရရပါနောက်ကြတော့အဲ့တဲ့ကောင်ဆိုတော့ဒါမျိုးနေတာပါ အကူကဒီလိုလဲတော့သူ့ရဲ့ပြပုံနဲ့ပို့ဆက်ရှင်ရဲ့လို့ဟာ နောက်ကဖုန်းရိုက်ဖို့ဘင်းလေးပါဘင်းလော်လာပြီလာတော့ အဲ့ဒါမှာတုံးလေးပတ်သက်တွဲပြောနေတာ အဲ့ဆိုဒီအဲ့ကြုံပြောပြီးတယ်ဗျာဘယ်တော့မှပြောနေမလဲမရောက်သေးပဲကြုံတော့မကြုံမငေးပြောမှာကြုံမငေး တကယ်ကြုံရနော် ကျုံပြောပြီးပါပြီ အပြီးကြုံမငေးပြီးတောင်းတော်လမ်းကောင်ပြီးကြောက်ရဒီကြုံရောပြင်က ဒီလေကြုံပြောဆိုတာရှိတယ်သိကြလားအေးအကိုနဲ့လာခဏပြောလို့ဟာကြုံတာပဲ ဘလီနိုင်ဘူးဒီချက်ကပြန်ကောက်အားနေအိမ်နဲ့ကစားမှာ ဒီကြကပြေးလိုက်မှာပြောမခံနဲ့နှစ်ခါတုံးပါ ဒီလေသူများလေးကမတူဘူး तू ကလေမကြမ်း तू ကဟိုအစီးရဖြစ်နေတာဒီလက်ကားမောက်တာဗောကားမောက်တော့မကြမ်းဒီမှာလက်ထဲမှာစောက်တီးယူနေတယ် စတီးရနင်းနေလို့ အဲ့ဆိုတော့လိုက်ပြောတယ် ဘာယူဘာထစ်တယ် စတီးယူနေတယ်ရှာလိုက်တာလေစတီးယူသူနဲ့တွေ့အမှန်ပြောอ่ะစတီးယူ ရွှေမရည် လက်ခံကောလို့ မင်းတော့တနာယူအကိုရဲ့အကား ကြလိုက်ပါဦးအကြောက်ကြလိုက်ပါတပေါင်းနဲ့ပါညီလေးရဲ့တပေါင်းနဲ့ပါဒီလာရုံမှာအားမနာ မင်းရကွာ ဘူးကောက်တယ် မင်းလေ ဒီကြီးတို့ဒီကောက်တာ မင်းမ ဒီမှာတပေါင်းနဲ့ ဘုံငါးတနောင်းနဲ့မ အကိုစုကမှာ9သိန်း အကူကလည်းတော့လက်ကတော်တော်လေးနေနော်ကျွန်တော်အဲ့ပညာသင်ပေးပါကျွန်တော်ကားပေါ်မှာကပန်းနိုင်ပဲလုပ်တော့မယ်ပြီးယောက်ျားပြီး မင်းရောက်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  ဘုမကလည်းရိုက်ကြည့်တာကျွန်တော်ချောနေလို့လား ငါတို့ကငါတို့စီရောက်ပြီးတော့နိုးอ่ะ မိမိကလည်းမိမိတက်ကဒီရက်တွေ့လာမလား ကြောက်တယ်တော့မပြတ်တယ် အဲ့နားမှာ ပြန်ပဲ
ရှာဒီမိုက် အေးအများကြီးဟောအခုပြောတာလေတော်တော်တယ်ဒီကြားနဲ့မဲ့တဲ့ငါပြကြည့်ရင်မရှိဘူးဟော ဘာလဲပြနာတော့ ကိုက်တယ်ဘယ်ဟုတ်ကိုက် 我那当没有，没有没有，当那当我的， မသိဘူး ဘာပါလဲ တာမလားလိုက် လက်သိနေရလာလိုက်တာ ကိုပြပြောကစကားပြောနေပြောထားမရှိဘူး 老板的， ဒီညာမှာပြောတာ 我让俺给他哦，你干嘛表嘛不？ ချွေးမရွေးတာတိတ်ကိုတော်တော်ဟဲ့ 我，三十元的，谁没老手的啦？ အောင်စဘူး当时这个妈的，哪边路？你也知道了啊？你也，狗边的，几有？我狗边的，那边的好嘛？对啊嘞，当时知道我妈的啦，我说啊，就下边边，对啊嘞，旅行团有买的了，陪，今年上午买。Hello， ကျွန်တော်ပြမယ်ကျွမ်းချက်။ဘယ်ဦးစိမလုံး။ဘယ်ဦးစိမကြည့်ပြီလား။ကြည့်ပါကြမလား။အဆုံးလေးအဆုံးစာတိလား။အဆုံးလေးညီလေးခွေးပြမယ်။နှစ်ပါးလား။အောင်ဆုံးကြွား။ဒီနေ့ကမနေ့ကလည်းအဲ့ဒါကမဝါသေးဘူးလားဟာလား။ညလည်းသေးနေရလေ။အော်ဒီကကိုညီလေးကဘာဖြစ်နေလဲမသိဘူး။ညနေဝါပြီးတော့သူကအလဲမိုက်တယ်ဗျာ။သူကကောင်းစီလေးကိုလေးချုံပြီးတော့သူ့ဘေးနားမှာလည်းဗါလဲအမေရမ်းရွေးတော်တွေပါနေအမေသူ့ရက်ကပေးနေတာ။အလဲလက်သက်တော့ဘာဖြစ်နေအောင်လဲ။အဖျားတက်နေရတယ်။အဖျားတက်ညီမလေးကထိန်းကားလေးဆိုညောင်းတော့သူကညံ့ကြမ်းတာပဲ။ဟုတ်လားအခုကျွန်တော်ရည်လေးရှိတယ်။ကိုပြောအောင်မှအိတ်နေဘေးကလူတွေရက်ကငါတို့တွေခိုးစားမယ် အားတို့ခေါ်သွားမယ်သမင်းကိုစားသမင်းကိုစား ပြောမသိတော့မင်းပဲမင်းကမင်းတို့ကလူခိုးသမားဘယ်ကိုခိုးသမားတော့ ဖေး ဘောက်လားဘယ်ကိုခိုးသမားတော့ အဖေအိမ်ကို မင်းဖေရော ဟုတ်တယ် ဟုတ်လို့လား ဟုတ်တယ် မင်းဖေရောရှိတယ်လား ရှိတာဗော မင်းဖေကခံနိုင်လား ခံနိုင်တယ် သိကြလား သိကြတယ် ငါလည်းလိုက်မယ်ဘယ်လိုဘယ်ကိုခိုးပြီးမှာတော့ဘယ်ကိုခိုးပြီးမှာတော့လို့ဒီကိုပြီးတဲ့နေရာကိုပြီးလား အမေအိမ်ကို အမေယူလားကြောင်းတော်တယ်မင်းဖေကခံနိုင်လား ခံနိုင်တယ် ငါလိုက်ခဲ့မယ်ဟုတ်လေ တမ်းမဲ့မညာရမေးမင်းလည်းမညာလည်းပြောနေတာပဲမင်းကကမလေးရရင်ကိုပြေမလို့ ကျွန်တော်ကမလေးရရင်အတော့အိမ်ခုပြေးမှာ မင်းတော့ခံနိုင်လား တည်သွားပြီ အေးတတ်တာလောင်းတော့သူကြတော့လိုက်ပြီ ဆိုင်လိုက်တာ ဟေးရလေးက တ တော့ လုံးသားပြောရရိုက်လို့ ဒီတဲ့ရရောက်နေ ကိုရဲ့ကို ဆယ်ဒီပါလိုက်ရမှာဇူလီပါလိုက်ရမှာ သူဒေါသပြောင်းလုပ်တယ် ကိုအဲ့လိုပြောပြီအခုရလေ ဒုက္ခနဲ့တာအမြင်မရှိပါတကား ဒီကလေဘယ်တော့သူ့ကိုစုမကြတာလေတရားပေါက်သွားပြီဒီကလေကိုကသူ့ကိုမသိဘူးကိုနဲ့လာပြီးလူကို ဘုရားဘုရားလောကမှာဘေးရမှမမြဲပါလား အမေငါလည်းနောက်တညတိုးပြီးရမလား ကိုက ကိုလည်း အကိတ်ထိုးမပြီးတော့ဟိုဘက်မှာတရားတွေပါပေါက်ကုန်ပြီ
ရမ်းပြောမနေနဲ့ကျွန်တော်ဒီကိုစကတော့ငါအရေးကြီးပဲကိုကြီးဘလာနဲ့စားနေဗျာစတိတ်ရှုပ်ပြီးရတယ်မမင်းသားလေးလာ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 တော့30ချမ်းပေါ်ပြီးတော့လာလာဒီကြတဲ့ပကုံးလေးကသူကတွန်းလိုက်တယ်ဒီပါလေလာ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 ကျုပ်တယ်သူတို့လာတယ်ဒီကကင်မရာရှိရဖေးအခါလိုက်ဒီကကျွန်တော်အိမ်နဲ့အဲ့ကအဲ့ကျပတ်စံပြုတ်ကြတယ်နော်ဒီကပြုတ်ကြမလားလို့စောင့်ကြည့်နေကြတာကိုကဒီတော့မင်းသားကဒီလိုခုန်ပြီးတာအခုကြောင့်ဟောအကူအိုက်ကောက်ကနေမကတော့ငါတို့ဒီကုညောမီးလိုက်တယ်ချမီးလိုက်ဒီချီချီစေကဒူချီတယ်ချစ်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 မီအေးဦးနာမည်မီးအိမ်လေ
9 နာရီခွဲလောက်ကစကားလို့ဒီချိန်ကြီးကတာဆိုရင်6နာရီလောက်ဆို7နာရီလောက်ကြာကအောင်လားကျဲဦးရောမဟုတ်ဘူးရောအမေကဈေးအောင်မှာ ဥပေါင်းတော့ထုတ်လို့ရလား ဈေးထဲမှာဈေးအောင်မှာဒီကျန်စားလို့မင်းသားလည်းမဟုတ် ပြောပါလေရှင်မမင်းတယ်လားဒီနောက်လား ဘက်တီးရီးယားတွေဟာ မနက်ခင်းနေအောင်ကြီးကိုဓာတ်ရိုက်ခံတာတော့ကောင်းတယ်သို့ပေမဲ့ကျွန်တော်တို့မျိုးလုံးလေးရဒီလိုဖြစ်နေ ရှင်မိုး ရွှေမိုး ရှင်းဘူးလေဟမ် စီကံပြက်တာများပြီနော်ကြည့်နေတာကောင်းမထင်ပါနဲ့ ချောင်းစိုးလို့ချောင်းစိုးလို့သူကကျွန်တော်နားကျင်နေတဲ့ကိုဆက်ကြမဟုတ်တာအောင်စုသွားပြောဆိုရတယ်လို့ပြောချင်ဦးတဲ့သူကဘာပြောတယ်ဝင်ပဲ တို့ခံရအောင်စီကံမရှိတဲ့ဇက်ဖြစ်ချင်တိုင်းဖြစ်နေတဲ့ဇက်ဆိုပြီးတော့ ဒီလေ one day အနေနဲ့အဲ့ကောင်ကိုဘာလုပ်လိုက်ပါလားတတ်ပလိုက်ပါလား ဝါရီအသက်ပြလာလို့ ကျွန်တော် ဘာလို့နေပြရမှာ ကိုကိုညီလေးဆိုကိုတကောင်းညီလေးပြားတယ်နော်ဒါပေမဲ့နားနေပေမဲ့တစ်တော့ဆိုညီလေးအယူကြည့်ကြည့်ညီက ဘာကိုဆွချင် မပါဘူးဘာလဲ ညီလေးသေးတာဘယ်ဒီချာမိလိုက်တယ် ရှင်မိုးရေအမြရောက်ရရက်ကနေတာဓုခေါ်ပါနော်ဘယ်ရောက်သွားပြီလဲ ချောင်းစိုးနေလို့ မကြိုက်တကယ်ကြိုက် သူကလည်းငါးတောင်းသားနဲ့အစိတ်ကြီးတယ်ငါးတောင်းသားနဲ့နေရောက်သွားတယ် မိုးလေးဘုရားဘယ်နာရီတော့ ချွေကွယ်ကိုလေးချွေပြီးကွယ် လာ ခဏတော့အလီဘုရား ဘယ်အိမ်မကြီးကဘယ်လိုအိမ်မဘယ်လိုနာမည်လဲ နာမည်ရှိလား အမေကျိုးတော့ဆက်နေတော့ဒီကမှာဟာ